ဤဆက်တိုင်းလိုက်အကိုထုံးမပိုက်ဖြစ်တဲ့ညနေတွေဟာထောင်ခုနှစ်အလွန်လောက်မှဖုန်တက်နေတော့ပြီနင်းဒီဇင်ဘာနေရံတွေရဲ့ကြားမင်းတိုးဝင်တောက်ပွေသွားကြတဲ့ကယောဂဟာအကိုတန်ရိုင်မှာအယောင်အနှံ့ရတာမေးခင်လားစာရွက်ကြားတဲ့ရုပ်ကျိုးပြက်ဆွေတော်လေးတရရဲ့ရုပ်ကလတ်တော့ပြန်ရှာရင်တွေ့နိုင်ကောင်းပါရဲ့ဥမမဲစာမမြောက်ခဲ့တဲ့မျက်ရည်တစ်ပေါက်စာကြရပြီနဲ့တော့အကိုမျက်နှာချင်းမဆိုင်ရဘူးငယ်19ရာစုလက်ကျန်ပြည်သူဟောင်းလေးရဲ့ခဏခနဲ့အန်ဂျယ်လေးထဲမှာပဲလူမသိသူမသိဒိတ်လွန်ခဲ့ရတဲ့ဝါချက်ချန့်စာရွက်လေးတွေကိုမင်းရဲ့အမိနာမတွေနဲ့အကိုပေးပေါအောင်လုပ်ခဲ့တာပေါ့တိတ်အေးနေပြီလားနင်းအကိုနန်းရင်ချမ်းပြေတယ်ဆိုတဲ့ပါပုတ်ကလေးတွေကိုတစ်ခါလွမ်းနေမင်းဝတ်ပူးခဲ့တဲ့ရင်ဘတ်အိုကြီးတစ်ထည်ကအခုထိမြစ်တာတံမိုးတွေဆွဲနေတော့ဆိုတော့လေအခုထုံးမဖက်ဖြစ်ခဲ့တဲ့ညနေတွေဟာအေးဆက်ဆက်ဒိုင်ယာရီထဲမှာဖုန်တက်နေတော့ပါလိမ့်နင်း